အစပြန်ပြောမယ်အလွယ်ပြောလိုက်တော့မယ်အဲ့တော့ဒီမှာကအတန်လိုင်းဒီမှာစာလိုင်းဒီမှာရုပ်လိုင်းဒီမှာဗီဒီယိုလိုင်းဒီမှာဓာတ်ပုံနော်ဒီမှာဆို music ရယ် text ရယ် photo ရယ် video ရယ်အဲ့လေးလိုင်းမယ်အဓိက main ကတော့အဲ့ဒါပဲအဲ့တော့ဒီမှာဘာလဲဆို filter ပါမယ် trim ပါမယ် effect ကအဖတ်ပါမယ် split ကခွဲမယ် delete အတူတူပဲဖြတ်မယ်ပြီးရင်ဘာချန်သေးလဲဆိုတော့ဒီမှာcut out ပါမယ်ပြီးရင် speed ပါမယ် speed ဒီ video clip ကိုတော့အနည်းအမြန်လောက်ချင်တယ်ပြီးရင်ဒီမှာ volume က fade volume ကတော့အတန်တိုးချဲ့ပေါ့ပြီးရင်ဒီတော့ fade and fade out ဒါဗီဒီယိုအစတဲ့ဗီဒီယိုအဆုံးတွေမှာ fade and fade out ဒီမှာ crop ပြီးရင် rotation ဒီမှာလှည့်မယ်ပြီးရင် mirror ပဲညာပေါ့ပြီးရင် flick ကအပေါ်အောက်ပဲညာရမယ်ဆိုတော့ mirror ကျတော့ဒီကြောချင်းကတ်လိုက်ဘယ်လိုလဲဓာတ်ပုံကိုပြောင်းပြန်လှမ်းတယ်လို့ပဲသူကကျတော့ flick ကကျတော့ပဲညာလှည့်တော့သူက full set ကိုပြီးတော့ BG ကတော့ background နေရာမှာစိတ်ကြိုက်ထားလို့ရတယ်ပြီးရင် border ကျတော့ဘောင်ခတ်မယ်ပြီးရင် blur ကျတော့ကိုမကြိုက်တဲ့နေရာမှာပြချင်တဲ့နေရာကိုဒီ blur ထည့်ပြီးတော့တွားလို့ရပြီး opacity ကဥမာကျော်ဟိုဒီကတ်မှာဒီပထမဆုံးဒီကတ်မှာအဲ့ကတ်ကို opacity လျှော့ခြင်းနဲ့ဆိုရင် opacity တစ်ချက်နှိပ်ပြီးဒီ opacity ကို over မောင်းလိုက် opacity ကအလင်းမောင်သဘောမျိုးပဲဒါပေမဲ့မဟုတ်သူကtransparency နဲ့ opacity နဲ့ခက်ဆင်မှာအဲ့ဒီသဘောမျိုးပေါ့ transparency ဆိုလို့ရှိရင်လည်းသူကအဲ့ဒီပုံစံမျိုးကိုလောက်ဆောင်ချက်တော့မတူမတိမ်မကြီးပဲဒါပေမဲ့လုံးဝမကွဲပြားဘူးကွဲပြားနေတာတော့မဟုတ်အဲ့တော့လောဆယ်ကြမ်းပြမှတ်တိုင်းရပြီးရင် click လိုက်အဲ့ဒါပြီးဒီမှာ zoom ပါမယ်ဒီမှာ extract to audio ပြီးရင်ဘာလဲဆိုတော့ဒီ noise ကဒီnoise ဒီပါလာကို audio မှာ noise များပါညာဆိုလို့ရှိရင် noise short ချပေးတာပေါ့ဆူညံတဲ့နေဖြစ်အောင်ပြီးရင်ဒီမှာ video voice effect ပါမယ် the auto caption သူဒီ mode ပါတော့ mode ကကျတော့ဘယ်လိုပြောမလဲဆိုတော့ဓာတ်ပုံနှစ်ပုံဆက်တဲ့ခါကျရင်နည်းနည်းဒီအနားသက်တွေကိုဝါဒတာလေးလုပ်တဲ့ခါအဲ့လိုမျိုးမှာသုံးတယ်သူကတော့ magnifier အဲ့တော့ဒါတော့ story ဒီကောင်တော့မသုံးရသေးဘူးဒီမှာ freeze လုပ်တယ်ပေါ့အဲ့တော့သူဟိုနောက်ဆုံးမှာကျ pit truck ကကျတော့ဥမာဒီဘယ်လိုပြောမလဲဆိုတော့ဗီဒီယိုနဲ့ဟိုနဲ့ဟို pit truck ကဘယ်လိုပြောမလဲဆိုတော့တက်ကတ်သေးဟိုတော့ပေါင်းပလိုက်တဲ့ပုံစံတော့အဲ့ဒါဟိုဒီဘောဒီမှာဘောတကလို့လုံနေတာလည်းနဲ့ဟိုအဆင်မပြေအဲ့ဒီမှာအဲ့ပြန်နေရဆိုသူ့နေရာနဲ့သူပြန်ဟုတ်တယ်တကယ်လို့အဲ့လိုမျိုးကိုတော့ရင်ဒီဘက်ဆုံးနေတာနောက်ဆုံးဒီလာလိုက် truck ကိုပေါင်းလိုက်ရင်အဲ့မှာ pit truck ဖြစ်သွား play ကြည့်လိုက် play ကိုဒီမှာ play တယ်play လိုက်ရင်အဲ့မှာကတ်ပြရတယ်တော့အမှ background နဲ့ဟိုနဲ့တွဲလိုက်တယ်လို့ပေါ့background နဲ့ဟိုနဲ့တွဲလိုက်တယ်အဲ့တော့ထားခုနအတိုင်းပြန်သွားမယ်အဲ့တော့မြန်သွားလာမလို့ကြာမှာဆိုလို့ဒီတော့ထိတ်ဆုံးအပိုင်းပဲရင်သွားလိုက်မယ်အဲ့တော့ထိတ်ဆုံးအပိုင်းပဲရင်သွားလိုက်မယ်တော့ပြီးတော့ကိုလုံးမဲ့ပုံအရင်ရွေးလိုက်မယ်ရွေးပြီးတော့ test ထဲကိုသွားမယ်တိုက်တဲ့တစ်ခုယူမယ်အဲ့တိုက်တဲ့နေရာမှာစာထည့်မယ်ဆိုလို့ရှိရင်ဥပမာတစ်လုံးမရိုက်လိုက်မယ်နော်ဘာလို့လဲဆိုတော့ရေးပြီးသားလည်းမရှိဘူးရေးပြီးသားလည်းမရှိဘူးကလာပါဟုတ်ပြီအဲ့တော့ရောဒါလေးထည့်လိုက်မယ်အဲ့တော့ဒီအဲ့ကောင်ကိုသူ test ကိုဒီဖိထားပြီးတော့ဒီလိုကိုကြိုက်တဲ့နေရာစိတ်ကြရှုလို့ရတယ်ဒီ test မှာမဟုတ်ဒီ clip တွေအကုန်လုံးသူဒီ timeline မှာရှိတဲ့ clip အကုန်လုံးနဲ့တော့စိတ်ကြပြင်လို့ရတယ်အဲ့တော့မြန်လောက်မှကြာမှာဆို